Highway သွားရင် EV တိုက်စီမစီးတာကောင်းတယ်ဆိုပြီးတော့အမတယောက်က post ကိုတင်ထားတယ်ပေါ့နော်။သူ link key မှာအဆင်မပြေတဲ့အကြောင်းကိုနေပြီးတော့ပြန်လဲမျှဝေထားတာပေါ့။ဒီနေရာမှာကျွန်တော်တို့ရဲ့ကိုကြီးငိမ့်မောင်က design current တွေကိုတုံးကြည့်ပါလားဆိုပြီးတော့ machine ခေါ်ထားလို့ကျွန်တော်မြင်မိတွေးမိတာလေးကိုပြန်လဲမျှဝေပေးချင်ပါတယ်။မင်္ဂလာပါဇန် current တဲ့ channel ရဲ့ကောင်းမှုတစ်ခုနေ့စဉ်ပြုစီစဉ်ရကျွန်တော်တတိပုဂ္ဂလအမြင်လေးကိုပြန်လဲမျှဝေချင်ပါတယ်။ခေါင်းစဉ်ကိုတော့ကျွန်တော် driverကျွန်တော် passenger ဆိုတာနဲ့မေးပါပြောပြမယ်နံပါတ်1ကျွန်တော် driver ဘဝနဲ့တွားခဲ့ပုံပြပြပါမယ်ဒီအခုပုံမှန်ပြထားတဲ့အတိုင်းပဲကျွန်တော်ဖန်ခီးစဉ်ကိုတွားခဲ့ပါတယ်အထူးသဖြင့်တော့ညီကိုတွေပေါ့နော်ခုမှဝင်လာမဲ့ညီကိုတွေပြောတာပါဆရာကြီးတွေကတော့ပြောလို့လည်းမရမဲ့တည်းတော့မပြောပါဘူးဟို time and connection ပေါ့ဗျာအလုပ်တစ်ခုမလုပ်ခင်မှာနေပြီးတော့တယောက် clear ဖြစ်တာအကောင်းဆုံးပဲကျွန်တော်ဆိုလို့ရှိရင်ကျွန်တော်ဘယ်လိုလုပ်လဲဆိုတာကိုပြောပြမယ်ပေါ့နော် trip plan တစ်ခုဆွဲပြီဆိုတာနဲ့ခီးသွားမယ်ဆိုတာနဲ့ဘယ်နေ့ဘယ်ရက်သွားမလဲဘယ်သူတွေပါမလဲလူဘယ်နှယောက်ပါလဲဘယ်မဲ့ဝင်နေနံပါတ်တွေကင်ထားလဲဘယ်တွေကိုသွားမှာလဲဘယ်နေ့ပြန်ရောက်မှာလဲဘယ်ချိန်ထိသုံးမှာလဲဒါအခုနဲ့အများကြီးပဲပေါ့နော်အဲ့လိုမေးခွန်းတွေကိုမေးတယ်မေးပြီးတော့ရှိရင်တချို့ကြတော့ခုနကလိုမျိုးဈေးမေးတဲ့အနေထားအဆင့်မှာတော့အဲ့ဒါတွေသွားမမေးနဲ့ပေါ့နော်ဘယ်လောက်ရှိတယ်ဘယ်လောက်မျိုးပါညာကွာဒီဝင်းကျင်တင်ဝင်းကျင်အများတန်းလဲ fixed price တခုကိုသတ်မှတ်ထားလို့မရဘူးဗျာသူတို့ဘယ်လိုသုံးမလဲဆိုတဲ့ပုံမူတည်ပြီးတော့ဈေးနှုန်းကအပြောင်းလဲရှိနိုင်တယ်ဒါပေမဲ့ကျွန်တော်ပြောချင်တာဒါအဲ့တဲ့အသစ်တွေကိုပြောချင်တာပေါ့ဗျာကိုယ့်ရဲ့ run customer ပေါ့ဗျာဥမာကျွန်တော်ဒီကားကိုတုံးတဲ့ကျွန်တော်နဲ့ဖန်သွားတဲ့ဇုံရဲဆိုလို့ရှိရင်ဒါတို့ကကျွန်တော်ကောင်ငကိုတွေကတုံးပြီးသားဆိုတော့အများကြီးပြောစရာမလိုဒီလိုပဲညှိနှိုင်းပြီးတော့လုပ်ကြတာပေါ့နော်ပြောချင်တာအဲ့လိုမျိုးပေါ့နော်အဲ့လိုမေးပြီးတော့တယောက်နဲ့တယောက်ညှိနှိုင်းပြီးလို့အဖြစ်တစ်ခုထွက်လာပြီဆိုလို့ရှိရင် do the best အကောင်းဆုံးလုပ်ပေးလိုက်အခုပါအမဘာပြောထားရလဲဆိုတော့ဒါ तू က render တခုကငှားတယ် render ဆိုတာကသိတဲ့အတိုင်းပဲကြည့်တော့ခုနကလို့ဒီဝန်ထမ်းတွေကပါလာမှာပဲလေနော်ဝန်ထမ်းနဲ့ owner နဲ့အမြင်ချင်းလည်းမတူနိုင်သလိုစားပစ်ပေးတဲ့ပေးပိုင်းမှာလည်းမတူညီနိုင်ဘူးပေါ့နော်အဲ့ဒီအားနဲ့ချက်အားသာချက်တော့ရှိမှာပဲဒါပေမဲ့အဲ့ဒါကို clear ဖြစ်အောင်ငကိုတွေကနှစ်ဦးနှစ်ဖက်ကညှိနှိုင်းထားရမှာပေါ့နော်နောက်ဒီနေရာမှာကျွန်တော်အထူးသဖြင့်ညီကိုတွေကိုမှားကျင်တာကရှင်းရှင်းလင်းလင်းဖြစ်အောင်မေးပါကျွန်တော်ခုနမေးခွန်းနေမေးပြီးတဲ့အပြင်ကိုကျွန်တော်တို့ do and don't ကိုလည်းရှင်းရှင်းလင်းလင်းဖြစ်အောင်ပြောထားပါဥပမာအဖြစ်ပြန်နေမျိုးတွေရဲ့သဘောတဘာဝအရညအရန်မှောင်လို့ရှိရင်မကောင်းဒါကိုယ့်ရဲ့ safety ရောသူ့ရဲ့ safety ရောဖြစ်တယ်ဆိုတာနားလည်အောင်ရှင်းပြတော့ညဘက်9နာရီလွန်ရောကျွံရော10နာရီလောက်ထက်နောက်ပိုင်းဆိုလို့ရှိရင်ထွက်လို့သိမကောင်းတော့ဘူးဒီအကြောင်းတရားကိုရှင်းပြထားဖို့လိုတယ်နောက်နံပါတ်1တစ်ချက်အဲ့လိုနေရာမျိုးတွေမှာဆိုလို့ရှိရင်လူတော်တော်များများသိတဲ့အတိုင်းပဲပေါ့နော်ဟိုဘက်ကပစ္စည်းတွေကိုယူကျင်လေးရှိတယ်အဲ့ဒါကိုလည်းကျွန်တော်ကားမှာတော့ကျွန်တော်ပေးမတင်ဘာဖြစ်လဲဆိုတော့ခုနကလို့တစ်သိမမွားနဲ့ကျွန်တော်အမြဲတမ်းပြောဘူးတယ်ပေါ့နော်ယုံထောင်ကြောင်မိဆိုတာရှိတယ်ဒီတစ်သိမမွားကသူ့အတွက်ကတော့ကျွန်တော်တို့စိတ်ကွက်သွားနိုင်ပေမဲ့ customer ဘက်ကစိတ်ကွက်သွားနိုင်ပေမဲ့ကြီးမားမားဖြစ်လာတဲ့ခါမျိုးကြလို့ရှိရင်သူရှင်းမှာမဟုတ်ဘူးတကယ်ကျွန်တော်တို့ကရှင်းရမှာနော်သူလဲပါကောင်းပါနိုင်ဆိုပေမဲ့လို့ရှင်းရမှာကျွန်တော်တို့ရှင်းရမှာပေါ့နော်အခုနောက်ပိုင်းလဲကြားနေကြတဲ့အတိုင်းပဲပေါ့နော်အကြီးတွေဖြစ်သွားတတ်တယ်ဒါကိုနေပြီးတော့ဆင်ခြင်နိုင်မှုပြောပြတာပေါ့နော်အဲ့ဒီနောက်မှာခုနကျွန်တော်ပြောချင်တဲ့အကြောင်းတရားကညှိနှိုင်းပြီးလို့အားလုံးအေးချမ်းချမ်းတကယ်အမှန်ကအနာသွားယူမဲ့ခုနဇုံတွဲဖြစ်စေခုနကိုရဲ့ပါစင်ညာဖြစ်စေပေါ့နော်အဲ့ဒါတော့အကောင်းဆုံးစားပစ်ပေးလိုက်ပါဒါအကောင်းဆုံးပဲညှိနှိုင်းပြီးသွားပြီဆိုရင်တော့ပေါ့နော်နောက်တစ်ခုကျွန်တော်ပြောချင်တာကျွန်တော်ပါစင်ညာဆိုတာပြောချင်တာပေါ့နော်ရှေ့နှစ်ပတ်လောက်ကကျွန်တော်မော်လမြိုင်အောင်သွားခဲ့တယ်ကျွန်တော်နဲ့ကားဆရာနဲ့ညှိနှိုင်းထားတာကဒီလိုသွားမယ်ဒါပေမဲ့ကျွန်တော်တဆင့်ခံညှိလိုက်တယ်ပေါ့နော်ကျွန်တော်ညီမစီကကုညီတောင်းပြီးတော့သူနဲ့တီးတဲ့ကားဆရာဆိုတော့ညှိလိုက်တယ်ညှိတိုင်းလည်းအဆင်ပြေဒါပေမဲ့ကျွန်တော်တို့နားလဲမှုနည်းနည်းလေးလွဲသွားတာကဟိုနေ့တစ်ပိုင်းဆိုဘလောက်တနေ့လုံးဆိုဘလောက်ဆိုတာပဲသိထားတယ်ဗျာခုနကဘယ်နေရာသွားတာနဲ့နေ့တစ်ပိုင်းနဲ့မြို့ပြင်နေ့တစ်ပိုင်းနဲ့မြို့တွင်းနေ့တစ်ပိုင်းမတူတဲ့အကြောင်းတရားကိုမပြောဖြစ်လိုက်ဘူးအဲ့တော့ဒုတိယနေ့မှာတော့ကျွန်တော်တို့ကသွားကျင်တဲ့ plan ကငကိုရဲကဈေးနှုန်းက clear ဖြစ်တော့ရှင်းရှင်းလင်းလင်းအဆင်ပြေတယ်ဗျာပထမနေ့မှာလည်းကျွန်တော်ကသူ့ကိုစေတနာပို့ပြီးတော့ပတ်ဆက်ပို့ပေးလိုက်တယ်လို့ကျွန်တော်စိတ်ထဲမှာမှတ်တာဒါပေမဲ့သူ့ခွာကြတော့သူ့ plan ပြောတာကြတော့မျိုးပြင်မလို့ဒီဈေးဖြစ်သွားတယ်မျိုးတွင်းကတော့ဒီဈေးဆိုတဲ့ဟာမျိုးသိလိုက်ရတယ်ပေါ့ကိုရိုင်းကလည်း passenger driver လည်းဖြစ်တယ် passenger လည်းဖြစ်တယ်ဆိုစိတ်ထဲတစ်မျိုးဖြစ်သွားတယ်ဒါပေမဲ့အဲ့ဒါကိုကျွန်တော်ဘာ listen လဲယူလဲဆိုတော့တစ်ခါမှ misunderstand ဖြစ်တတ်တယ်ပေါ့နော်ကားဆရာကလည်းရှင်းလင်းဖြစ်အောင်ရှင်းပြမှုဟာသူမရှင်းပြဘူး driver ဒီကို passenger ကလည်းရှင်းလင်းမမေးဘူးအဲ့ဒီ misunderstand မှာတယောက်နဲ့တယောက်ရေရှည်ဆက်ဆံရမယ်လို့ကမဆက်ဆံရလို့ဆုံးရှုံးခဲ့ရတဲ့ order တွေကျွန်တော်ရှိဘူးတယ်ဆိုတာလည်းပြန်လည်မျှဝေဘူးတယ်ပေါ့နော်အဲ့ဒီတော့ပြောချင်တာရှင်းလင်းတာအကောင်းဆုံးပဲရှင်းလင်းဘလို့ရှိတယ်ဘလို့ရှိလဲအဆင်ပြေပဲဆိုမှ
ခီးကိုလိုက်တင်လာကောင်းတယ်ခီးတစ်ခုထွက်ဖို့ဆိုတာတကယ်တော့မလွယ်ဘူးထင်တယ်လို့မလွယ်ဘူးတပေါ့ပေါ့တန်နဲ့တွေးရလူတက်ကလွယ်ကောင်းလွယ်မယ်ဒါပေမဲ့အကောင်းဆုံးစာပေကိုပေးချင်တဲ့လူတက်ကတော့မလွယ်ပါဘူးဒါလေးလည်းပြောချင်ပါတယ်ဒီနေရာမှာစကားမဆက်ပြောပါဆိုလို့ရှိရင်ကျွန်တော်အဲ့ဒီ comment လေးတွေဝင်ဖက်ကြည့်တယ်ပေါ့နော်ဈေးတန်လို့လိုက်သွားတယ်လို့ဘာလို့ညာလို့ကြားရတယ်ပေါ့နော်တကယ်လည်းဟုတ်ပါတယ် EV ကစီကားတွေတက်စားလို့ရှိရင်နည်းနည်းဈေးနည်းနည်းလေးရော့ပြီးတော့လိုက်ပေးတယ်ပေါ့နော်အဲ့လိုမှမဟုတ်ဘဲနဲ့ခုနကကျွန်တော်ပြောချင်တာဗျာရန်ကုန်မော်လမြိုင်ရန်ကုန်ဖက်အန်ကိုတိုက်ရိုက်တစ်ခါတည်းသွားမယ်ဗျာစီကားလို့လမ်းမနာတော့တစ်ခါတည်း non stop မောင်းမယ်ကျွန်တော်တို့ခုနကလို့စီကားတို့ဘာလို့အမြန်ကားတွေပောက်တဲ့အဲ့ဒီပောက်ဈေးတိုင်းကိုပြနိုင်လားပေးနိုင်လားအဲ့ဒါတော့တစ်ချက်လောက်ဝင်ရောက်ဆွေးနွေးခဲ့ပေးပါဦးเนาะအခုနောက်ပိုင်းတွေမှာတော့ကျွန်တော်ခုနပြောခဲ့တယ်ပဲပေါ့နော် highway လမ်းမှာနောက်ပိုင်း competitor တွေများလာပါပြီပေါ့နော်အဲ့ဒီထုံနီးတူစွာပဲကျွန်တော်တို့ကလည်းအမြန်လမ်းကိုအမြန်နှုံးနဲ့မောင်းနိုင်အောင်ဘယ်လိုစူးစမ်းမလဲဆိုတာလည်းစဉ်းစားသင့်ပါတယ်ပေါ့နော် okay ပါအားလုံးပဲကြိုးတုံတရားရှိမယ်လို့မျှော်လင့်ပါတယ်အားလုံးပဲဘေးဘေးရဝေးကွာဝင်ငွေလက်လာပါများတိုးပွားကြပါစေခင်ဗျာကျေးဇူးပါ